အရင်ပတ်တနင်္ဂနွေရောက်ပေါ့နော်လင်မယားနှစ်ယောက်မျက်ရည်ကြမိုးကရွာမိုးမရွာတဲ့အချိန်မျိုးပိုတဲ့အချိန်လေးကိုကမအားအဲ့လိုနဲ့မျက်တည်းမရိပ်ဖြစ်ကြတော့မျက်တည်းတွေ့တယ်မျက်ရိုင်းပင်ကြီးတွေဖြစ်ပြီးတော့တူကောင်းလောက်ထိရှိနေကြပြီတနင်္ဂနွေနည်းနည်းလေးအဆင်ပြေတာနဲ့ကလေးတွေလည်းပြင်ထွက်ချင်နေတယ်ဆိုတော့ကလေးတွေအပြင်ထွက်ပြီးရင်အမှန်လင်မယားနှစ်ယောက်မျက်ရိပ်ကြတယ်လို့မျက်ရိပ်တဲ့ဆက်ကဝါယာကျိုးနဲ့ကြွိုင်းမြေရိပ်ရတာဆိုတော့နည်းနည်းတော့ရှုပ်တယ်နော်စီထည့်ပြီးရိပ်ရတဲ့ဟွာတွေကြတော့ကွာစီတွေဘာတွေအင်ဂျင်ဝိုင်းနေရှုပ်ရှက်ခတ်လို့ဝါယာကျိုးနဲ့ကြွိုင်းမြေရိပ်တဲ့ဟာဝယ်လိုက်တာအဲ့ဒါလည်းရှုပ်တာပါအမှန်လက်နဲ့ရိပ်တဲ့ဟာလေးလည်းရှိအားကြဘက်ထရီတုံးလေးနဲ့ရိပ်ရတာအဆင်ပြေဒါမဲ့လက်တော့အညာပါနော်ဟုတ်ကဲ့ပါဒါကတော့ຫນွေဥရာသီရဲ့အလုပ်တစ်ခုပေါ့နော်စောင်းရာသီဆိုစနိုးကောင်းမယ်ຫນွေရာသီຫນွေဥဆိုရင်မျက်ရိပ်မယ်ဒါကကျွန်တော်ဘာဖလိုရဲ့တမိုင်းပေးတာဝင်ကဲကြီးပေးကြတဲ့လူတွေအားလုံးကျေးဇူးပါနော်ပန်းသီးပင်လေးပါထပ်ရိုက်ပေးကြကျေးဇူးပါ